ပန်းပွင့်တယ်ဆိုတာကတဘာဝပါခင်အလှကြည့်ခံရင်လို့ပန်းစင်မာစေရည်စုပြီးဖူးပွင့်မစင်ခင်ကြိုက်ရင်အညာကိုချိုးခင်မြတ်နိုးတော့ပန်းရင်ပန်းပေါ့မပန်းရင်ခင်မကြိုက်တော့လဲပြစ်လိုက်ပေါ့နော်ခင်စင်ញမစင်မာတော့ခင်ရဲ့မမြင်လို့ပဲဖြစ်ဖြစ်မစင်လို့ပဲပြစ်ပြစ်တရွက်ကျူတရွက်ကြားမှာခင်သွားရင်ရနံ့ပေးခင်မွေးရင်စိတ်ပျော်ရွှင်လို့ခင်မမြင်ခင်မကြည့်ပေမဲ့ခင်သိရင်စိတ်ကြီးနှက်ပါရွက်ချက်ဆိုကြူကြားမှာခင်ပွင့်သွားတာ